ရှင်းပြပေးသွားမယ့်အကြောင်းအရာကကျတော့ roots of quadratic equation ခေါင်းစဉ်ကိုကြည့်ပြီးတော့ပေါ့နော်နည်းနည်းတော့ကြောင်းတော့ဖြစ်ကောင်းဖြစ်နေပြီအဲ့တော့ဆိုတော့စိတ်မပူပါနဲ့အခုရှင်းပြပေးပါမယ်အဲ့တော့ root ဆိုပြီးတော့ပြောတဲ့နေရာမှာဒီနေရာမှာကဘာကိုပြောချင်တာလဲဆိုတော့ solution ကိုပဲပြောချင်တာအဲ့တော့ဒီ quadratic equation မှာ solution ဘယ်နှခုရှိမလဲဆိုတာကိုဘယ်လိုမျိုးရှာမလဲဆိုတာပေါ့အဲ့တော့အဲ့ဒါကိုဘယ်လိုမျိုးရှာမလဲဆိုတာမပြောရင်ဒီ quadratic equation တစ်ခုရှိ ax square plus bx plus c equal to 0အဲ့တော့ဒီမှာရှိနေတဲ့ x တန်ဖိုးကြီးဘယ်လိုသိချင်လဲဆိုရှာချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ quadratic formula ရှိတယ် minus b plus or minus b square minus 4ac by 2a အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်အရှိက minus b ဆိုတဲ့နေရာကသူ့ဟာနဲ့သူရှိနေမှာဒါပေမဲ့ဒီထဲမှာ b square minus 4ac ဆိုတဲ့ရှိနေတဲ့တန်ဖိုးက square root ဖြစ်နေတာကြောင့်မို့လို့ square root တွေကဒါဖြစ်မယ်ဆိုလို့ရှိရင်ပြီးတော့အရှိမှာက plus or minus ပါနေရကြောင်းမို့လို့ဒါကဒီတော့ sorry ဒီမှာက square root ဆိုတဲ့နေရာမှာကminus ကဖြစ်လို့မရဘူးဒါပေမဲ့လည်းသူ့ရဲ့ equation က x တန်ဖိုးလေးကြောင်းမို့လို့ရှိရင် a တို့ c တို့ sorry x တန်ဖိုးမဟုတ်ဘူးဆိုတော့ဒီ b တို့ a တို့ c တို့တန်ဖိုးတွေကြောင်းမို့လို့အဖြေကကြတော့ minus ဖြစ်နေရမျိုးတွေရှိကောင်းရှိနိုင်တယ်မဟုတ်လို့ရှိရင်လည်း3ရဖြစ်နေရမျိုးတွေရှိကောင်းရှိနိုင်တယ်ပေါ့အဲ့တော့ဒီအရှိကဟာကဖြစ်ချင်ရဖြစ်ဒါပေမဲ့ဒီအထင်းလေးက root တန်ဖိုးလေးကဒီ square root ဖြစ်နေရကြောင်းမို့လို့အမျိုးမျိုးပြောင်းနိုင်တာကြောင့်မို့လို့ဒီ quadratic equation မှာရှိနေတဲ့ b square minus 4ac ဆိုတာလေးကိုဘာလို့ခေါ်လဲဆိုတော့ discriminant လို့ခေါ်တယ်ပြောမယ်ဆိုရင်တော့သူ့ကို determine ဒီ quadratic equation ကသူ့ရဲ့ solution ကဘယ်နှခုရှိနေမလဲဆိုတာကိုsolution ဘယ်နှခုရှိလဲဆိုတာကိုပြောပြပေးနိုင်တဲ့အရာတစ်ခုပေါ့အဲ့တော့သူ့ရဲ့ထွက်လာတဲ့အဖြေပေါ်မူတည်ပြီးတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင်ထားပါတော့ x ရဲ့တန်ဖိုးက quadratic equation တစ်ခုရှင်းလို့2ရယ်4ရယ်ဆိုပြီးတော့ထွက်လာမယ်ဥပမာအနေနဲ့ပြရမယ်ဆိုလို့ရှိရင် equation တစ်ချောင်းကကျတော့ square plus 2x minus 8 equal to 0အဲ့တော့ x ရဲ့ solution ကဘာဖြစ်မလဲဆိုတာကိုရှာချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ formula အတိုင်းပဲထည့်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ထည့်ကြည့်လိုက်တဲ့အခါမှာ b ဆိုတဲ့နေရာမှာ2ဖြစ်တဲ့အတွက် minus 2 plus or minus square root of ပြီးတော့နေရာမှာက2 square minus 4ဆိုတော့ 4ac ဆိုတော့ 4a ဆိုတဲ့နေရာမှာကဘာမှမရှိဖြစ်တဲ့အတွက်ကို1အဲ့တော့ c ဆိုတဲ့နေရာလေးမှာဆိုလို့ရှိရင်ကကြတော့ minus 8ဖြစ်သွားမယ်အဲ့တော့ဒီနေရာမှာကကြတော့ minus 8အောက်ကကြတော့2a ဖြစ်တဲ့အတွက်ကို2 into 1အဲ့တော့အဲ့ဒါကိုရှင်းကြည့်မယ်ဆိုလို့ရှိရင် minus 2 plus or minus ဆိုတော့ဒီဟာလေးကို calculator နဲ့တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်36ရမယ်အောက်က2ရမယ်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင် plus or minus 2အဲ့တော့ဒီဟာကိုဆက်ရှင်းမယ်ဆိုလို့ရှိရင်အရှိက2နဲ့ minus 2ကကြတော့ဆိုတော့ဒီဟာကိုအပိုင်းချင်းဖြစ်တဲ့အတွက်ကိုပြန်ခွဲချလိုက်လို့ရတယ်အဲ့တော့ minus 2 by 2ဒီနာမှာကကြတော့ root 36 or ac ကိုဒီမှာကလည်း2ဒီနေရာမှာဆိုလို့ရှိရင် minus 2 by 2 minus root 36 by 2ဆိုပြီးခွဲချလိုက်လို့ရတယ်ဒီနေရာမှာကြတော့ minus 1ဒီနေရာမှာက3ပေါ့အဲဒါကြောင့်မလို့ဒါကကြတော့2ဖြစ်သွားမယ် minus 1ရဲ့ဒါမှာကဒီမှာကကြတော့ minus 3ရယ်ဆိုပြီးတော့ဖြစ်သွားကြတော့2နဲ့3နေရာခြေသွားတော့ဒီမှာက minus 4ထွက်မယ်ပေါ့အဲ့တော့အဲ့ဒါကိုဒီမှာပို့ပြီးတော့မြင်တာအောင်လို့ဒီ graph calculator ရဲ့မှာပေါ့နော်ပုံလေးဆွဲပြရတယ်ဆိုတော့ဒီ2ဆိုတဲ့နေရာမှာ x ဝင်ရိုးနဲ့ x2 ဆိုတဲ့နေရာမှာဖြတ်သွားတယ် x တန်ဖိုး minus 4ဖြစ်တယ်ဆိုလို့ရှိရင် x ဝင် minus 4ဆိုတဲ့ပြီးတော့ဒီနေရာမှာက0ဖြစ်တဲ့အဲ့ဒါ0နဲ့ထား y ဆိုတဲ့နေရာမှာ0ထားဖြစ်တဲ့အတွက် y ဆိုတဲ့ point က0ဆိုပြီးတော့ဖြစ်ရမယ်ဆိုလို့ရှိရင်တော့solution အနေနဲ့ကကြတော့ distinct ဒီ graph form မှာဒီဒါ distinct ဖြစ်နေတဲ့ solution ကကြတော့2ခုရှိတယ်အဲ့တော့အဲ့လိုမျိုး2ခုရှိခဲ့တယ်ဆိုလို့ရှိရင်ဒီ b square minus 4ac ဆိုပြီးတော့ဒီမှာရှိနေတဲ့တန်ဖိုးလေးကသူက0ထက်ကြီးနေတာအဲ့တော့ကိုကဒီ b square minus 4ac တန်ဖိုးကဒါ0ထက်ကြီးနေဒီထက်ကတန်ဖိုးလေးကတွက်ကြည့်လိုက်လို့0ထက်ကြီးနေခဲ့ရဆိုလို့ရှိရင်သူကကြတော့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်2 distant row ရှိတယ်လို့ခေါ်တယ်ဆိုတော့ sorry ဒီ greater than ကပါခဲ့မယ်ဆိုလို့ရှိရင်သူက real distant row ရှိတယ်လို့ခေါ်တယ်အဲ့တော့ဒီပုံမှာပြထားတဲ့လိုမျိုးပဲဖြတ်တယ်ဆိုလို့ရှိရင်လည်းအမှတ်ဒီလိုမျိုးဖြတ်သွားတယ်ဆိုတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီမှာပြောချင်တဲ့သဘောကဒီ b square minus 4ac ဆိုတဲ့ root ထဲက solution လေးကဒီရှင်းလိုက်တဲ့အခါမှာဒီ6 root 6 by 2ဒီလိုမျိုးထွက်လာတာက0ထက်ကြီးနေရကြောင်းလို့သူ့ကိုကကြတော့
two distinct real root ရှိတယ်လို့ခေါ်တယ်အဲ့ဒါကဘယ် condition မှာဖြစ်မလဲဆိုလို့ရှိရင်ဒီ b square minus 4ac ဆိုတာလေးကဆိုတော့ဒါက root တော့မပါဘူးအဲ့ဒါလေးဒါ0ထက်ကြီးခဲ့တယ်ဆိုလို့ရှိရင်ပေါ့ဒီ point အရာသူက distinct real root ဆိုပြီးတော့ minus 4ရယ်2ရယ်ဆိုပြီးတော့ထွက်တယ်အဲ့တော့ပြတ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းသူက2 points of intersection ဆိုပြီးတော့ဖြတ်သွားတဲ့ point ကလည်း2 point ရှိမယ်အဲ့တော့ဒီအပေါ်ကဒီပုံမှာပြထားသလိုမျိုးပဲဒါကိုပုံလေးအနေနဲ့ပြန်ဆွဲကြည့်ရမယ်ဆိုရင်ဒီမှာက x axis ရှိရဲဆိုလို့ရှိရင်ဒီလိုမျိုးလေးဖြတ်သွားမယ်အဲ့တော့ဒီနေရာမှာက2ဖြစ် 2.0 ဖြစ်မယ်ဒီနေရာမှာကကျတော့ -4.0 ဖြစ်မယ်ပေါ့ဟုတ်ပြီအကယ်လို့များ b square minus 4ac ကဒါ0ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကောပေါ့အဲ့တော့ equation တစ်ခုရှိမယ်အဲ့တော့ equation က a square plus 6x plus 9 equal to 0ဆိုတဲ့ equation ရှိရယ်ဟုတ်ပြီအဲ့တော့သူ့ရဲ့ x solution ဆိုတာဘာလဲသိရဖို့ဆိုတော့အရင်ကလိုမျိုးပဲ quadratic equation quadratic formula ကိုသုံးပြီးတော့ရှာကြည့်လိုက်မယ်ဆိုလို့ရှိရင် x equal to minus b plus or minus c square minus 4ac by 2 is ဆိုတော့ b နေရာလေးမှာက -6 ဆိုတော့ဒီမှာက -6 ဖြစ်သွားမယ် b b square minus 4ac ဖြစ်တဲ့အတွက် c square minus 4 into 1 into 9အောက်မှာက 2a ဆိုတဲ့နေရာမှာဒီမှာကဘာမှမရှိတာကြောင့်1ဆိုတော့ဒီနေရာလေးကို calculate နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကဘာထွက်လာမလဲဆိုတော့ -6 plus or minus root 0ဆိုပြီးတော့ထွက်လာမယ်အောက်မှာက2အဲ့တော့အဲ့နေရာမှာအဖြေကဘာရမလဲဆိုလို့ရှိရင် x equal to က -3 ဆိုပြီးတော့ရနိုင်မယ်-3 or x equal to -3 ပေါ့ဆိုတော့ပုံအနေနဲ့သူက real root ရမယ်ဆိုလို့ရှိရင်ဟုတ်ပြီဆိုတော့ x axis y axis မှာကဒီလိုမျိုး graph လေးဆွဲလိုက်တာရှိတယ်အဲ့တော့ဒီနေရာမှာဆိုတော့ဒီမှာက -3 ဖြစ်တဲ့အတွက်ကိုသူကဒီအနှုတ်ဘက်ကိုသွားပြီးတော့ဆွဲလိုက်အဲ့တော့ဒီလိုမျိုး graph ဆွဲလိုက်တဲ့နေရာမှာသူက0တနေရာလေးမှာသူကဖြတ်သွားတယ်ဒါပေမဲ့ပုံမှန်အားဖြင့် quadratic equation ဆိုလို့ရှိရင် x solution က2ခုရှိရမှာဒါပေမဲ့ဒီမှာဆိုလို့ရှိရင် x solution ကဒီမှာကတစ်ခုပဲရှိတဲ့အတွက်ကိုသူ့ကိုဘာလို့ခေါ်လဲဆိုတော့ဒါကိုက repeated root ဆိုပြီးတော့ခေါ်တယ်ဒါကတော့ cubic equation မှာ quadratic အနေနဲ့ factorize ပြန်လုပ်လို့ရှိရင် repeated root ဆိုတာဘာလဲဆိုတာကိုပို့ပြီးတော့မြင်လိမ့်မယ်အဲ့တော့သူ့ကိုအပေါ်က term အနေနဲ့ပြန်ပြောပြရမယ်ဆိုလို့ရှိရင်သူအပေါ်မှာကကျတော့ two distinct real root လို့ခေါ်တယ်ဒါပေမဲ့ဒီ0ဖြစ်ခဲ့ရဆိုလို့ရှိရင်ဆိုတဲ့ case မှာကကျတော့ two real equal ဖြစ်နေတာကြောင့်မို့လို့ equal roots လို့ခေါ်မယ်one point of intersection ပေါ့ဆိုတော့နောက်ဆုံး case တစ်ခုကကျတော့ b square minus 4ac ဆိုတဲ့အခြေခံ root လေးကဒါ0ထက်ငယ်ခဲ့ရဆိုတဲ့ case ပေါ့ဆိုတော့ equation အနေနဲ့ဥပမာပေးရမယ်ဆိုလို့ရှိရင် a square plus 2x plus 6 equal to 0ဆိုတဲ့ case ရှိတယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်လည်းအထက်က root ကဘာလဲဆိုတာသိချင်တယ် x ရဲ့ solution ကိုသိချင်တဲ့အခါကျတော့ minus b plus or minus b square minus 4ac ကိုတွန်းလိုက်မယ်ဆိုလို့ရှိရင် b နေရာဆိုတာက2ဖြစ်မယ်ပြီးတော့ b square minus 4ac ဖြစ်တဲ့အတွက်2 square minus 4 into 1 into 6ပြီးတော့2 into 1 h equal to minus 2 plus or minus ဒီဟာကို calculator တာနှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူက minus 20 by 2ဆိုပြီးတော့ထွက်နေလိမ့်မယ်အဲ့တော့အဲ့ဒါကသူက solution မရှိဘူးအဲ့တော့ solution မရှိဘူးပြောချင်တာကဒီလိုမျိုးဖြတ်သွားတာမျိုးမရှိဘူးပေါ့နော်သူဟာနေသူ graph ကအပေါ်မှာလေပေါ်မြောက်နေတယ်ပေါ့ဆိုတော့အဲ့ဒါကိုနောက်တစ်နည်းအနေနဲ့နည်းနည်းလေးပို့ပြီးတော့ advance ပိုင်းသွားမယ်ဆိုလို့ရှိရင်တော့ဘာတွေနဲ့ပြလို့ရလဲဆိုလို့ရှိရင်သူ့ရဲ့ numbers ကိုပေါ့နော်ဒီ complex number တွေနဲ့ပြလို့ရတယ်အဲ့တော့ complex number ဆိုတာဘာလဲဆိုလို့ရှိရင် real number plus သူ i ပေါ့နော်ဒီ i ဆိုတာလေးကကြတော့ imaginary number လို့သတ်မှတ်တယ်အဲ့တော့ပြောချင်တာကပုံမှန် square root တွေဆိုတာကိုစတင်ပို့တဲ့အချိန်မျိုးမှာဆိုလို့ရှိရင် square root ဆိုတာကသူက negative ဖြစ်လို့မရဘူးလဲဆိုတော့ဥမာကိုက square တင်တာရှိတယ် square တင်တာမှာသူ့ရဲ့ base ကိုပို့ချင်တယ်ဆိုရင်ကျတော့ square root တင်တာဟုတ်ဥပမာ square negative number ကို square တင်မယ်ဆိုလို့ရှိရင်အမြဲတမ်း positive ပဲထွက်မှာအဲ့ဒါကြောင့်မို့လို့သူ့ကိုဒါကဘယ်လိုပြောမလဲရှိဒီလိုမျိုးထွက်လာတာကြောင့်မို့လို့ဒီ imaginary unit အဖြစ်နဲ့သတ်မှတ်ပြီးတော့သူ့ကို imaginary numbers လို့ခေါ်တယ်အဲ့တော့ imaginary numbers ဆိုပြီးတော့အရင်ကြီးတော့ဖြစ်လိုက်နေပေါ့နော်ဒီ real life usage တွေရှိရဥပမာ physics ပိုင်းနေပြောမှဆို quantum physics တို့ဒီ electromagnetism ပိုင်းတို့အဲ့လိုပိုင်းနေမှာ real life usage တွေရှိရပေါ့နော်ဒီမှာက solution မရှိဘူးလို့ပြောလိုက်တဲ့သဘောကကြတော့ graph အနေနဲ့ဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒီမှာကဖြတ်သွားတာမျိုးမရှိဘူး x ရဲ့တန်ဖိုးကဒီ real number ဆိုတဲ့ number line မှာပြလို့မရလို့ပဲသူ့ကိုက solution မရှိဘူးလို့ပြောလိုက်တာမျိုးပဲ okay ဆိုတော့
အခုတောက်လျှောက်မှာဆိုလို့ရှိရင်ဒီ h ဆိုရင်ရောနဲ့ဒီလိုမျိုး curve နဲ့ intersect ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပဲပြောခဲ့တယ်အဲ့တော့တကယ်တမ်းကျတော့ဒီ x axis နဲ့ဖြတ်သွားရင်မှမဟုတ်ဘူး linear equation တစ်ခုနဲ့ quadratic equation တစ်ခုနဲ့ intersect ဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီ equation ကို ဒီလို scenario မျိုးလိုပဲစဉ်းစားလို့ရတယ်ပြောချင်တဲ့သဘောကဒီလိုမျိုး x axis နဲ့ y axis ရှိတယ်ဆိုတော့ဒီ x axis ကိုဒီလို curve ကဖြတ်သွားရဲဆိုတာကဒီနေရာမှာဆိုလို့ရှိရင်တကယ်တော့ဒီဟာကိုဒါ equation တစ်ခုအနေနဲ့ဒါဖန်တီးမယ်ဆိုလို့ရှိရင်y equal to 0ဆိုတဲ့ equation တစ်ခုရတယ်အဲ့တော့ဒီ quadratic equation ကကြတော့ y equal to ဆောနာလိုမျိုးပဲအပေါ်မှာပေးခဲ့တဲ့ဒီ equation ကြီးရလိမ့်မယ်အဲ့တော့ဒီနေရာမှာက y ချင်းကတူတယ်အဲ့တော့ y ချင်းတူရဖြစ်တဲ့အတွက်ကို y ဆိုတဲ့နေရာမှာဒီ0လည်းဖြစ်တယ် y ဆိုတဲ့နေရာမှာ0ဖြစ်တဲ့အတွက် y equation နေရာမှာ0ဆိုတာဖြစ်ပြီးသွားတော့ဒီဘေးနားက y equal to ဆိုတဲ့ solution နေရာမှာသူ့ရဲ့ equation ကိုထည့်လိုက်တာကြောင့်မို့လို့ဒီဟာကသုံးလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ရိုးရိုး linear equation တစ်ခုရှိတယ်ဥပမာ y equal to x plus y ဆိုတဲ့ solution ရဲ့ y equal to x square minus 5ဆိုတဲ့ဒါလေးဒါရှိရဆိုလို့ရှိရင်ဒီနေရာမှာ y နဲ့ y တူနေရကြောင်းမို့လို့ဆိုတော့ဒီနှစ်ခုက equal ဖြစ်တယ်ဆိုပြီးတော့ရှာလိုက်တဲ့အချိန်မှာသူ့ရဲ့ x ရဲ့ solution ထွက်လာအဲ့တော့သူပြောချင်တဲ့သဘောကဒီလိုမျိုး x တန်ဖိုးတစ်ခုရှိရယ် x တန်ဖိုးနှစ်ခုရှိ x တန်ဖိုးနှစ်ခုကထွက်လာတဲ့ output ဆိုတဲ့နေရာကတူနေရဆိုတဲ့ solution အဲ့တော့အဲ့ဒါကြောင့်မို့လို့ဒီလိုမျိုးဖြတ်သွား output ထွက်လာတဲ့နေရာမှာဘယ်နေရာမှာကတော့ဒီနှစ်ခုဟာတူနိုင်နေဆိုတဲ့ဒီ solution ကိုရှာနေရဲတကယ်လို့များကိုကဟုတ်ပြီ linear equation နဲ့လောက်တာတော့ဟုတ်ပြီအဲ့ linear equation မှာက x တန်ဖိုးကတစ်မျိုးတည်းထွက်ခဲ့တယ်ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်တော့ဒီ case ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီ y equal to 0မဟုတ်ဘဲနဲ့ linear equation သာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဒီဖြတ်သွားတဲ့ဒီ point တစ် point လေးကကြတော့ဒီမြင်းကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်တန်းကြံမြင်းလို့ခေါ်တယ်အဲ့တော့တန်းကြံမြင်းဆိုတာကသူ့ရဲ့သဘောတရားအရာကိုကဒီ point A တစ်ခုမှာသူက curve ဆိုတဲ့နေရာလေးနဲ့ဖြတ်သွားတယ်ဆိုတဲ့သဘောကိုပဲပြောတာပြောမယ်ဆိုလို့ရှိရင်တော့ဒီတနေရာလေးမှာရှိနေတဲ့gradient ဆိုတာက curve ရှိရတဲ့ဒါလေးကတူတူပဲပေါ့နော်အဲ့တော့ဒီ curve တွေနဲ့ပတ်သက်ပြီး gradient တွေနဲ့ပတ်သက်ပြီးတော့ဒီ calculus မှာလေးလာတဲ့နေရာမှာပို့ပြီးတော့မြင်နိုင်တယ်ဒါပေမဲ့ဒီနေရာမှာကတော့နည်းနည်းလေး introduce ပဲလုပ်ပေးထားလိုက်မယ်ပေါ့နော်ဒါတော့နောက်ဘက်တခြားတော့အရာလေးလာတဲ့နေရာမှာပို့ပြီးတော့အချိန်နေရလို့ဆိုတော့အချင်းပြန်ချုံပြရမယ်ဆိုလို့ရှိရင်တော့ b square minus 4ac ဆိုတာကကြတော့ solution ဘယ်နှခုရှိလဲဆိုတာကိုdetermine လုပ်ပေးနိုင်တာကြောင့်မို့လို့သူ့ကိုကကြ quadratic equation ပေါ့နော်အဲ့ဒါကို discriminant လို့ခေါ်ပြီးတော့သူက real solution ကိုဒါကိုကလိုချင်ခဲ့ရဆိုလို့ရှိရင်ဒီသူ့ရဲ့ condition အနေနဲ့ဆိုလို့ရှိရင် b square minus 4ac က greater than or equal to 0ဘာလို့လဲဆိုတော့ဒီ equal 0ဆိုတဲ့ case မှာဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်သူက solution ကနှစ်ခုဒီမှာနှစ်ခုရှိရယ်အဲ့တော့ပြီးတော့ဒီနေရာမှာဆိုလို့ရှိရင်နှစ်ခုရှိရယ်အဲ့ဒါကြောင့်မို့လို့ဒီလိုမျိုးပြောချင်တာမျိုးပဲအဲ့တော့ဒီ quadratic equation တွေကို solve လုပ်တဲ့အချိန်မှာဒီ simultaneous တွေဘယ်လိုမျိုးဖြစ်ပေါ်လာလဲဆိုတာကို real life example တစ်ခုပေးရမယ်ဆိုလို့ရှိရင်တော့အလျားနဲ့အနံနဲ့ရှိရဲအဲ့တော့အလျားဆိုတဲ့ဟာကိုက h လို့ထားခဲ့မယ်အဲ့တော့အဲ့လိုပြီးတော့ဒီအနံတို့ဘာလို့ကြတော့အနံဘလောက်ရှိရဲဆိုပြီးတော့ဟာကြရင် variable နဲ့မတည်ကိန်းနဲ့ပေးထားတာမျိုးရှိလိမ့်မယ်အဲ့တော့အဲ့အချိန်မှာသူ့ရဲ့ area ဆိုတာလေးကဘယ်လောက်လဲပေါ့အဲ့လိုမျိုးသာရှာခိုင်းခဲ့ရဆိုလို့ရှိရင် area ဆိုတာကအလျားမြောက်အမြင့်ဖြစ်တဲ့အတွက်ကို h ရဲ့ h plus 15ရဲ့မြောက်လိုက်မယ်ဆိုလို့ရှိရင်ဒီ equation တစ်ခုထွက်လာတယ်အဲ့တော့ဒီလိုမျိုးပေါ့နော်quadratic solution ဆိုတာကဒီလိုနေရာမျိုးတွေမှာလည်းသုံးလို့ရတယ်အဲ့တော့အရင်အဝေးမတွေးကြဘူးအဲ့ဒါလေးဝင်มาလုပ်ချင်တာလေးပါပဲဆိုတော့ thank you for watching I hope you understand what I explained ပေါ့နော်